အားလုံးပဲမင်္ဂလာပါ Netflix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Stephen King Universe ရဲ့ထောက်တိုင်လို့တော့ဆိုရမယ် The Shining ဆိုတဲ့ horror ဇာတ်ကားကြောင့်ဝေမျှပေးသွားခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ဆက်လိုက်ကြတာပေါ့ကျွန်တော်တို့ရဲ့ရှေ့ဗီဒီယိုတွေကိုကြည့်မှုမယ်ဆိုရင်တော့ Stephen King Universe နဲ့ The Shining ဆိုတဲ့ swag အကြောင်းနားလည်ထားကြပြီးဖြစ်မှာပါဒီဗီဒီယိုတွေရဲ့အကြောင်းအရာတွေကိုနားလည်ဖို့အတွက်ကျွန်တော်တို့ရဲ့ရှေ့ဗီဒီယိုနှစ်ပုံနဲ့ The Shining ကိုမကြည့်ရသေးရင်ကြည့်လိုက်ကြဖို့အကြံပြုချင်ပါတယ်ခင်ဗျာပထမဆုံး Overlook Hotel အကြောင်းပြောပြပါမယ်။ Stephen King ရဲ့ဇာတ်လမ်းထဲမှာ Overlook Hotel ကရာဇဝတ်မှုတွေအကြမ်းဖက်မှုတွေရှင်းပြလို့မရနိုင်တဲ့သေဆုံးမှုတွေအစရှိအဖြစ်အဆိုတွေဖြစ်ခဲ့တဲ့ဖုံးဆိုးမြေပေါ်မှာတည်ဆောက်ထားတဲ့ hotel တစ်လုံးဖြစ်ပါတယ်။ကျွန်တော်တို့ရှေ့က148 video မှာပြောခဲ့သလိုပဲ Stephen King Universe မှာမကောင်းတဲ့နေရာတွေအသက်ရှိနေတယ်လို့မျိုးဖြစ်နေပြီးသူကလူတွေရဲ့စိတ်တန်ရာတွေကြောက်ရွံ့မှုတွေဝိညာဉ်တွေကိုစသုံးပါတယ်။ Overlook Hotel ကလည်းဒီတိုင်းပါပဲ။ hotel ဆောက်လုပ်ပြီးနောက်ပိုင်းမှာဒုစရိုက်မှုပေါင်းစုံကအပြင်ကိုတည်မထွက်ပဲဖြစ်တာတွေဟိုတယ်မှာကိုယ့်ကိုယ်တက်တည်တဲ့သူတွေများပေမဲ့ဘယ်သူမှမသိတာတွေဟိုတယ်တွင်းလူတက်မှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေဖြစ်နေပေမဲ့ဟိုတယ်မှာတည်းတဲ့လူတိုင်းကဒါကိုပုံမှန်မဲ့လို့စိတ်ထင်အောင်ဒီမှာဖြစ်နေတာတွေမျိုးစုံဖြစ်နေပါတော့တယ်ဒီလိုဖြစ်ရဆိုးတွေဖြစ်တာကြတော့ဒီဟိုတယ်နဲ့ဒီမီကအလွန်အင်အားကောင်းလာပြီးအသက်ရှင်နေတဲ့မကောင်းတဲ့ entity ပုံစံမျိုးဖြစ်လာပါတယ်အခု Danny ရဲ့ဖေဖြစ်တဲ့ Jack Torrance အကြောင်းနဲ့ငယ်ပြပြပါမယ် Jack ရဲ့ဘဝကငကိုရဲဆိုးဝါးခဲ့တာဖြစ်ပြီးသူကရက်ဆွဲပြဿနာလည်းရှိခဲ့ပူပါတယ်သူ့ရဲ့ဘဝလုံးကတိမတ်ပြုခြင်းမခံခဲ့ရတဲ့အတွက်သူအရှုံးသမားတစ်ယောက်လိုခံစားနေရတဲ့အပြင်အယံမူးလာတဲ့သူ့ရဲ့မိန်းမနဲ့ကလေးကိုရိုက်နှက်တာမျိုးတွေရှိခဲ့ပူပါတယ်။နောက်ပိုင်းမှာသူကအချက်ဖြတ်လိုက်ပြီးမဲ့သူ့ရဲ့အရှုံးသမားလို့ကိုခံယူထားတဲ့ခံစားချက်ကပြောင်းမသွားခဲ့ပါဘူး။ဒီနေ့မှာ Jack က Overlook Hotel ရဲ့ caretaker ဖြစ်လုပ်ရပါတယ်။ Jack Hotel ကိုမရောက်ခင်ရင်တာဝန်ကျမှုတဲ့ caretaker တွေအကုန်လုံးက Hotel ရဲ့ဝမ်းမြောက်ခြင်းကိုခံခဲ့ရပြီးဖြစ်ပါတယ်။ Stephen King Universe မှာမကောင်းတဲ့အရာတွေကလူတွေရဲ့စိတ်ကိုပြပြအောင်လုပ်တယ်ဆိုတာမရှိသလောက်ပါပဲ။ငကိုရှိနေပြီးသားစိတ်တန်ရာတွေကိုသာပုံမအားကောင်းအောင်ဖန်တီးလုပ်ယူပြီးစိတ်ဝိညာဉ်ကိုစားသုံးတာပါ။ဥပမာ It ထဲက Pennywise ကကလေးတွေရဲ့ကြောက်ဆုံးအရာတွေကိုပြပြီးကြောက်လန့်အောင်လုပ်သလိုမျိုးတွင်းစိတ်ထဲကအရာတွေနှိုးဆွတာပါ Jack Hotel ကိုရောက်လာတဲ့အကြောင်းရင်းကလည်းကြွမ်းကြမ်းမဟုတ်ပါဘူး Jack ကစိတ်တန်ရာခံရှိတဲ့ပြင်သူ့ရဲ့သားဖြစ်တဲ့ Danny ကလည်းတဆိုင်အားကောင်းတဲ့အတွက် Jack ကိုချဲလဲပြီး Danny ကိုသာရခဲ့ရင်ဒီ hotel ရဲ့မကောင်းတဲ့စွမ်းရည်ကအထိမရအောင်ကြီးသွားနိုင်လို့ဖြစ်ပါတယ်ဆိုတော့ဒီ Overlook Hotel ရဲ့ Jack ကိုချဲလဲတဲ့ပုံစံအကျိုးရှင်းပါတယ် Hotel မှာပိတ်မိနေတဲ့ဝိညာဉ်တွေကိုသုံးပြီး Jack တပွားလုံးမရခဲ့တဲ့တိမတ်ပြူခြင်းတွေချီချူးစကားတွေအားပေးစကားတွေကိုလက်ရွယ်ဖြုတ်ပေးတာပါJack ကအရင် hotel မှာလုပ်တဲ့ caretaker တွေနဲ့ပုံစံတူပြီးလွယ်တကူချဲလဲလို့ရနေပါတယ်။ကြာတော့ Jack ကိုအရက်ပြန်တော့ဖို့ဒီစီယုံလာနိုင်ပြီးသူ့ရဲ့ဇနီးဖြစ်သူဝန်ဒီနဲ့တားဖြစ်သူ Danny ကိုပါစိတ်ပါလက်ရလိုက်သက်စေရတဲ့အထိချဲလဲနိုင်ခဲ့ပါတယ်။လူများကြားညှဉ်းပွားစရာဖြစ်ခဲ့တဲ့ Jack က1921တုန်းကတပ်ပုံမှာရှိနေခဲ့တဲ့အကြောင်းရင်းကတော့သူကဒီ hotel မှာတည်ဆုံခဲ့ပူတဲ့သူဖြစ်လို့မဟုတ်ပါဘူး။ Jack က hotel ရဲ့အရင်သားကောင်တွေနဲ့တူပြီး Jack ရဲ့ဝိညာဉ်ကဒီ hotel ရဲ့ဝိညာဉ်ဖြစ်သွားပြီးဒီ hotel က Jack ကိုပိုင်သွားပြီဆိုတဲ့သဘောဖြစ်ပါတယ်။ hotel ကျောင်းတည်ပြီးဆိုတော့ The Shining ရှိတဲ့ Danny ကျောင်းဆက်လိုက်ရအောင်။ Danny က The Shining ဆိုတဲ့စိတ်ဆွမ်းရင်တော်လေးအားကောင်းပါတယ်။ It's Welcome to Derry မှာပါတဲ့ Dick Carolan ကလည်း The Shining ထဲမှာအဖိုးအိုအနေနဲ့ပြန်ပါလာပြီး Danny ရဲ့ The Shining ကသူ့တက်တောင်ပို့ပြီးတောက်ပါတယ်ပို့ပြီးအားကောင်းတယ်လို့ဆိုပါတယ်။သူပြောရလဲမှန်ပါတယ်။ Carolan ကဝိညာဉ်တွေအတိတ်ကဖြစ်ရတွေနဲ့ပြစ္ဆုတ်ပံအဖြစ်တွေကိုမြင်ရပြီး Danny ကတော့အနာဂတ်မှာဖြစ်တော့မယ့်အရာတွေကိုမြင်နေရတာပါ။ရုပ်ရှင်ထဲမှာဆိုရင် Danny ကအနာဂတ်ဖြစ်ရတွေကိုကြုံမြင်နေရတဲ့ခန်းတွေပါပါတယ်။ဒါပေမဲ့ Danny က The Shining ကိုသိချာမထိန်ချုပ်တတ်သေးပါဘူး။အဲဒါကြောင့်လည်း Overlook Hotel ကြီးက Danny ကိုလိုချင်နေတာဖြစ်ပါတယ်။သူက Danny ကိုတက်ချင်တာနေမဟုတ်ပဲ Danny ရဲ့အထင်ကွက်မဲ့နေတဲ့ The Shining ကိုပါတမီးမြေစားသုံးချင်တာပါကျွန်တော်တို့အရှိကဗီဒီယိုထဲမှာပြောခဲ့သလိုပဲ The Shining ကိုစားသုံးတဲ့မကောင်းဆိုးဝါးကအလွန်မင်းစွမ်းအားကြီးနိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ပဲ hotel ကတရေတွေက Danny နားမှာဆိုရင်ပို့ပြီးကြမ်းကြုတ်ကြတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ Dr. Sleep ဆိုတာက The Shining ရဲ့ sequel နောက်ဆက်တဲ့ဇာတ်ကားလို့ပြောလို့ရပါတယ်ဒီဇာတ်ကားထဲမှာ Danny ကတက်တက်ပိုင်းဖြစ်နေပြီး Overlook Hotel ကရတဲ့စိတ်တန်ရာတွေကိုကြော်ပြတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒီရုပ်ရှင်မှာလည်းသူငယ်ငယ်ရလို့ပဲ The Shining ကိုမထိန်ချုပ်တတ်သေးတဲ့ကလေးမတစ်ယောက်ပါပြီးအဲ့ကလေးမလေးက The Shining ကိုစားသုံးတဲ့မကောင်းဆိုးဝါးတစ်တိုက်ရဲ့မဲတိုက်ရှင်ကိုခံနေရပါတယ်ဒီနေ့မှာတော့ Danny နဲ့အဲ့ကလေးမလေးကိုစိတ်ချမ်းဆက်သွယ်မိကြပြီး Danny ကကူညီပေးဖို့အဆောင်ကိုကြိုးစားပါတော့တယ်ဒီနေရာမှာ Danny ကသူမင်းဖြစ်ဖို့ကြိုးစားနေတဲ့ Overlook Hotel ကိုပြန်သွားပြီးအဲ့ hotel ကိုအသုံးချကမကောင်းဆိုးဝါးတွေကိုဘယ်လိုတိုက်ထုတ်မလဲဆိုတာကိုတော့ Dr. Sleep ကိုကြည့်ပြီးသိနိုင်ပါတယ်တာမန် horror ဇာတ်လမ်းတွေနဲ့မတူတဲ့ Stephen King ရဲ့ဇာတ်လမ်းတွေထဲမှာသူမူထူးခြားတဲ့ The Shining ကိုသေချာပေါက်ကြည့်ရှုလိုက်ကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဆိုတော့အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်နောက်ဘက်တွေမှာပုံမကောင်းမွန်တဲ့တင်ဆက်မှုတွေနဲ့ပြန်လာခဲ့မှာမို့ channel လေးကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးဟုတ်ကဲ့ကျွန်တော်ကတော့ Netflix ကကွက်လက်ပါ